ဆက်လိတောက်တာတော့ဖုန်းသုံးများနေတာတော့အဲ့လိုမကောင်းတဲ့အကျင့်တွေကိုပြင်ဖို့ဖြတ်ဖို့ခက်နေဒါတွေကိုလုပ်ကြည့်ဘာကြောင့်ဆက်လုပ်မိတာကိုပြန်စဉ်းစားပြင်းလို့လားစိတ်ညစ်လို့လားအသေးကွဲလို့လားဘောရာတွေကြောင့်လားဆက်လုပ်မိတဲ့အချက်ကပဲဆက်မလုပ်ဖို့အကြောင်းပြချက်ကောင်းဖြစ်သွားနိုင်တယ်ကို့မချစ်တဲ့သူကြောင့်ပျက်စီးနေဦးမှာလားဖြစ်ပြီးသားအတိတ်ကကိစ္စတစ်ခုအတွက်အနာဂတ်ကိုအကျဉ်းစိုးတွေတည်သွားမလို့လားအစားထိုးကြည့်ကွန်စားတဲ့သူဆိုရင် PK ပြောင်းသွားကြည့် Facebook ပဲကြည့်ပြီးအချိန်ဖြုံးနေမိရင်စာပြောင်းဖတ်ကြည့်သင်တန်းတစ်ခုခုတက်ကြည့်ကောင်းတဲ့အစားထိုးမှုတွေကမကောင်းတဲ့အကျင့်တွေကိုပြင်နိုင်ရုံနဲ့မဟုတ်ဘူးကောင်းတဲ့အကျင့်တွေပါရသွားစေနိုင်တယ်လွယ်လွယ်နဲ့လုံးမရအောင်လုပ်တာဆက်လက်ဝယ်မထားတာမျိုးတို့ Facebook lockout လုပ်ထားတာမျိုးတို့လွယ်လွယ်လုပ်လို့မရဘူးဆိုရင်လုံးမိတဲ့အကျင့်ရော့လာလိမ့်မယ်တိကနေမဟုတ်ဘဲနဲ့နည်းနည်းစီစဖြတ်စီဂျိုတွေလုံးဝမစားတော့ဘူးအပြုတ်ပဲစားမယ်အချိုရီလုံးဝမတောက်တော့ဘူးအဲ့လိုမျိုးလုံးမဲ့အစားအစီအနှစ်လျှော့စားတာပိုရှင်နဲ့နဲ့လျှော့စားတာတော့နှစ်ရက်တစ်ခါလောက်ပဲအေးအေးတောက်တာတော့တိကနေဖြတ်တာကမနေနိုင်မပြန်လုံးမိဖို့ chance ပိုများတယ်တိုးတက်မှုသေးသေးလေးတွေကအစားအတိမတ်ပြူပါစိတ်ရှည်ပါနှစ်ရက်ကိုစလိတ်တဘူးလောက်တောက်နေတာနေပြီးတော့တရက်ကို9လိတ်လောက်ပဲတောက်မိတယ်ဆိုရင်လည်းမင်းလုံနေတာကောင်းတယ်နှစ်ပတ်လောက်နေမှတစ်ပေါင်လောက်ကျသွားတယ်ဆိုလဲမင်းကြိုးစားနေတာပဲမြင်မြန်သွားတာတက်မှန်မှန်သွားတာခရီးပိုရောက်တယ်